တိုင်းမှာတွေ့တဲ့မြင်နေတာသူကိုချစ်ရလားတကယ်ချစ်ရလားနှလုံးသားကရှက်သွေးဖြာလာရင်ခုန်လာနီးနီးလေးကိုလက်ဖွားလေးနဲ့သားကလေးကလို့နားထောင်မိတဲ့အခါကြားရောက်မိလိုက်တာအိုးချစ်တယ်လားကြည့်တော့လေသူကိုချစ်တယ်တဲ့။အိုးနောက်ကအဖြစ်ပေးမိတာသူကိုအယံချစ်တယ်။မျက်လုံးလေးတွေမေးကြည့်အောင်လေမသိဘူးချစ်တယ်။နှုတ်ခမ်းလေးတွေမေးကြည့်အောင်လေမသိဘူးချစ်တယ်။လက်ကလေးကလည်းချစ်တယ်။ခြေထောက်ကလေးကတော့ချစ်တယ်။ချစ်တယ်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 နဲ့ဘာလို့ချစ်တာလဲအသွေးတဲ့အသားတွေကမိချစ်